လက်ဖက်ရည်ငှက်ရင်အစေခံမလေးရဲ့လက်ချော်မှုကြောင့်ပူပူနွေးနွေးရေနွေးတွေဟာတခင်မလေးရဲ့လက်ပေါ်ကိုဖိတ်ကျသွားခဲ့ပါတယ်။အစေခံမလေးဟာတုံတုံရင်ရင်နဲ့တောင်းပန်နေပေမဲ့တခင်မလေးကတော့အေးအေးဆေးဆေးပြုံးလို့နေပါတယ်။ဒါပေမဲ့သူမရဲ့လက်အိတ်ကိုချွတ်လိုက်တဲ့အခါမှာတော့အားလုံးတုံ့လို့သွားကြပါတယ်။အဲ့ဒါဟာတာမန်လက်တစ်ဖက်မဟုတ်ပဲစိတ်ရုပ်လက်တူကြီးဖြစ်နေလို့ပါ။တခင်မလေးကလက်ဖက်ရည်အိုးထဲကိုလက်စွပ်တကွင်းပစ်ထည့်လိုက်ပြီးအစေခံမလေးကိုပြန်နှိုက်ခိုင်းပါတယ်။ကြောင်လန့်တုံရင်နေတဲ့အစေခံမလေးဟာရေနွေးအိုးထဲလက်နှိုက်ဖို့ပြင်နေတော့မှာပဲ။တခင်မလေးကရုတ်တရက်ထွက်ပြီးအစေခံမလေးရဲ့လက်ကိုရေနွေးအိုးထဲအတင်းဖိနှိပ်ပစ်လိုက်ပါတယ်။ခွင့်လွတ်ပေးပါလို့ပါဇက်ကပြောနေပေမဲ့သူမရဲ့လုပ်ရက်ကတော့ရက်ဆက်လွန်းလာပါတယ်။ဘေးနားကလူတွေဟာအသက်ရှူဖို့တောင်မိနေကြပြီးဘယ်သူမှမတားရဲကြပါဘူး။သူမကတော့ဒိုင်ယာနာပါ။အင်မတန်ချမ်းသာတဲ့တထေးကြီးရဲ့တူးလေးတော်သမီးပေါ့။အသက်8နှစ်သားမှာမိဘတွေဆုံးပါသွားပြီးနောက်ပိုင်ဆိုင်မှုအမြောက်များကိုဆက်ခံခဲ့ရပေမဲ့အသက်73နှစ်အရွယ်မှာဆွေမျိုးတွေရဲ့တစ္ဆာဖောက်မှုကြောင့်မိလာမှုဖြစ်ပြီးလက်တစ်ဖက်ဆုံးရှုံးခဲ့ရပါတယ်။ဒီဒဏ်ရာတွေကပဲသူမကိုရက်ဆက်ပြီးဘယ်သူ့ကိုမှမယုံကြည်တဲ့မိန်းမတစ်ယောက်ဖြစ်လာစေခဲ့တာပါ။သူမအတွက်တော့ပတ်စံနဲ့ဝယ်လို့မရတာဘာမှမရှိဘူးလို့ယူဆထားပါတယ်။ဒါပေမဲ့သူမလည်းလူသားပြီးအချစ်ကိုတော့သိကျင်နေတော့မှာပဲ။ဒါကြောင့်လေသူမဟာဒေါ်လာ10ဘီလီယံအကုန်ကျခံပြီးစက်ရုပ်တုဒေသနာဌာနတစ်ခုကိုအထောက်ပံ့ပေးခဲ့ပါတယ်။အဲ့ဒီဌာနကနေဒိုင်ယာနာအတွက်တစ်နှစ်ကြာအချိန်ယူပြီးပြည်စုံတဲ့ချစ်သူစက်ရုပ်တူညကိုဖန်တီးပေးခဲ့ပါတယ်။တူညကိုဟာကိုရီးယားမင်းသားတွေလိုရုပ်ရည်မျိုးနဲ့ပြည်စုံတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုတန်မဏိနဲ့ပြုလုပ်ထားပြီးခွန်အားကတော့ဟော့လိုမျိုးတန်မာလုံးပါတယ်။မီတာရာနဲ့ချီခုန်နိုင်တယ်လို့လူတစ်ယောက်ကိုလက်တစ်ဖက်ထဲနဲ့လွှင့်ပစ်နိုင်တဲ့အထိစွမ်းအားကြီးပါတယ်။ဒါအပြင်သူ့ရဲ့ system ထဲမှာအဝိရှော်ဟင်းချက်တာကအစအခြေရေးမှာအစွမ်းကုန်ပြုစုယူရတတ်တဲ့စနစ်ကိုလဲထည့်သွင်းထားပါတယ်။သူဟာအမျိုးသမီးတစ်ယောက်တည်းပေါ်မှာပဲတစ္ဆာရှိဖို့ program အရေးသွင်းခံထားရတဲ့စက်ရုပ်ပါ။တူညကိုရဲ့ဆွဲဆောင်မှုရှိတဲ့အပြုံးတွေဟာစမ်းသက်စဉ်ကာလမှာတင်လူတိုင်းကိုကြွေးစင်းစေခဲ့ပါတယ်။ဒါပေမဲ့ဒီစက်ရုပ်ကိုတီထွင်ခဲ့တဲ့အင်ဂျင်နီယာကျော်ကတော့စိတ်မကောင်းဖြစ်နေပါတယ်။သူဟာတူညကိုညီလေးတစ်ယောက်လိုတန်ရောစင်တွေ့နေမိလို့ပါ။အဆိုးဆုံးကတော့ဒီစက်ရုပ်ကိုဝယ်ယူတဲ့သူဟာရက်ဆက်လာပါတယ်ဆိုတဲ့ဒိုင်ယာနာဖြစ်နေတာပါပဲ။အရင်ကဝယ်ယူသွားခဲ့တဲ့နံပါတ်3ည9စက်ရုပ်ဟာဒိုင်ယာနာလက်ထဲမှာတစားစီပျက်စီးသွားခဲ့တာကိုသူမှတ်မိနေပါတယ်။ဒီညဟာ3ညကိုဒိုင်ယာနာစီပို့ဆောင်ရမယ့်ည။ကျော်ဟာ3ညကိုဒီလိုရက်ဆက်တဲ့မိန်းမလက်ထဲမထည့်ချင်တာကြောင့်ကားကိုလမ်းဘေးမှာရပ်ပြီးထွက်ပြေးဖို့ကြံစီနေပါတယ်။ဒါပေမဲ့ကုမ္ပဏီကတက်ဆင်ထားတဲ့ခြေရာခံစနစ်ကြောင့်ဌာနမှူးနဲ့လူတစုဟာကျော်နောက်ကိုလိုက်လာကြပါတော့တယ်